မင်းကိုယ်တိုင်ရှင်းလေဟောဘာလို့ရှင်းခိုင်းတာလဲမင်းပြောတာကိုလေနားထောင် ကြားတယ်ခိုင်းပြီးစားတောင်း ရရရော့တယောက်တစ်လုံးဆွတ်လိုက်တယောက်တစ်ဖက်ဆွတ်ပြီးထိုးလိုက် ရောဟာတွေ့တွေ့ မင်းကပဲလက်ဆောင်ချမလားငါပဲလက်ဆောင်ချမလားကြည့်ရတယ် အေးနော်နော် ကွာနည်းနည်းပြောနောက်တစ်ခါကိုကိစ္စကိုရှင်းပါလားမင်း ငါကိစ္စငါရှင်းနိုင်ရဲ့ မင်းမရှင်းနိုင်လက်သီးကတော့နောက်တစ်ခါမကျွေးဘူးနော်ဟဲ့လက်ကိုကြည့်အလကားလက်မို့ဒါထောင်နှမ်းမို့ဒီအေးစစ်သေးနေမှာလားမင်းဒီတိုင်းကိုအောင်ရှင်းပါ ငါကိစ္စငါရှင်းနိုင်တယ် မင်းမင်းကိစ္စမင်းရှင်းနိုင်ပြချရှင်းမင်းငါလုံးပြီးတော့မှာမင်းမကြောက်ဘူးငါလုံးပြီးတော့မှာခိုင်းတော့ဒီတနေ့တော့မင်းဒီကိစ္စခိုင်းတော့မင်း ကြားတယ်တော့ဘယ်မကြုံရေခဲတော့ကြုံပါပဲ မင်းနော်ကန်ကောင်းတယ်လို့မှတ်လိုက် ဟုတ်ပြီကွာ နော်တခွေးခွေတွေ့မှာဒီနေ့တော့ဒီလောက်ပဲမင်းသမင်တိုင်းတာပြီးရှင်းမယ်